အားလုံးပဲမင်္ဂလာပါဒီတစ်ခါကျမတို့ channel လေးကနေပြန်လည်ဖက်ပြပေးသွားခြင်းတဲ့အစာအုပ်လေးကတော့လုံးလုံးတီးတဲ့အာဆီယံဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်စာသားတင်များများကိုဖြစ်ပြီးတရုတ်ဖော်ကတော့ကတွန်းဝါလုံးပဲဖြစ်ပါတယ်မမေဒီနေ့သားတို့အကြောင်းကိုမနှက်ဖြန်အာဆီယံနိုင်ငံတွေကတငယ်ချင်းတွေလေ့လာရေးလာမယ်ပြောတယ်အာဆီယံဆိုတာဘာလဲမမေသိလားသိတာပေါ့အာဆီယံဆိုတာအရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့တားရဲ့အဲ့ဒီအသင်းကို1960မှာစတင်တည်ထောင်ခဲ့တယ်တဲ့ဆရာမကပြောပြထားလို့ဒါလည်းသိပြီးပြီအဲ့ဒီအသင်းရဲ့ဆောင်ပုဒ်က One Vision, One Identity, One Community လို့ပြောတယ်မမေရဲ့ဒါတို့အားလုံးတသားတဲ့တစ်ခုတည်းသဘောပေါ့နော်အာဆီယံအသင်းကြီးမှာနိုင်ငံပေါင်း10နိုင်ငံပါတယ်တဲ့မမေနေအောင်မမေကိုအဲ့ဒီ10နိုင်ငံအကြောင်းသားတို့ကိုဒီနေ့ပေးလိုက်တဲ့စာအုပ်ကလေးနဲ့ပြောပြမယ်ဒါဘရူနိုင်းနိုင်ငံလေးမမေဘရူနိုင်းဒါရူဆလန်လို့လည်းခေါ်တယ်သူတို့မြို့တော်မှာတအားကြီးကျယ်တဲ့ဗလီကြီးတစ်ခုရှိတယ်တဲ့သူတို့ရဲ့ဘုရင်ကြီးကကမ္ဘာမှာအချမ်းသာဆုံးတွေကတဦးလေဒါကတော့ကမ်ဘောဒီးယားလေမမေသူတို့မှာကမ္ဘာအမွေနဲ့အန်ကောဝတ်ကျောင်းတော်ကြီးရှိတယ်တဲ့ခမ်းနားတဲ့ဘိတုကလက်ရာတွေနဲ့ဆိုတော့ဒါရောက်ဖူးခြင်းလိုက်တာဒါကအင်ဒိုနီးရှားနိုင်ငံမြေပုံလေးမမေအဲ့ဒီမှာတွေ့လားသူတို့နိုင်ငံမှာကျွန်းစုပေါင်း1000ကျော်တောင်ရှိတဲ့သူတို့ရဲ့လူဦးရေကလည်းကမ္ဘာမှာအများဆုံးအဆင့်4တဲ့မမေပြီးတော့သူတို့စီမှာမီးတောင်တွေလည်းအများကြီးရှိနေပြီးငလင်တွေခဏခဏလှုပ်ဆိုပဲဒါကလာအိုနိုင်ငံရဲ့အမက်အသားရွှေချထားတဲ့ဖသလွန်စီတီတော့တဲ့မမေတက်ပင်လိုက်တာနော်သူကအာဆီယံရဲ့ပင်လယ်ထွက်ပေါက်မရှိတဲ့တခုတည်းသောကုန်းတွင်းမိတ်နိုင်ငံလေးမမေဒါကတော့မလေးရှားနိုင်ငံကနာမည်ကြီးမျှော်စင်ညီနောင်ပေါ့သူတို့နိုင်ငံမှာမလေးစကားနဲ့အင်္ဂလိပ်စကားကိုအဓိကပြောပေမဲ့စုစုပေါင်းမျိုးကွဲဘာသာစကား130တောင်ရှိတယ်တဲ့ဒါကတာတို့မြန်မာနိုင်ငံတာတို့စီမှာတိတ်ကိုကြီးမားတက်ပဲဇီရီတော်ကြီးရှိတဲ့မမေရှေ့တောင်အာရှမှာမြန်မာဟာကျွန်းမဟုတ်တဲ့အကြီးဆုံးနိုင်ငံနဲ့မမေရဲ့တာတို့မှာခြေထောက်နဲ့လှီလို့တဲ့တိုင်းရင်းသားတွေလည်းရှိသေးတဲ့ဒါကတော့ဖိလစ်ပိုင်နိုင်ငံအဲ့ဒီနိုင်ငံမှာရှေးဟောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းခြားကျောင်းတွေအများကြီးရှိပြီးသူတို့လူမျိုးအများစုကခရစ်ယာန်ဘာသာကိုးကွယ်ကြတဲ့မမေအရှေ့တောင်အာရှမှာတော့အဲ့ဒီလိုလူများစုခရစ်ယာန်နိုင်ငံကဖိလစ်ပိုင်နဲ့အရှေ့တီမောပဲရှိတယ်တဲ့ဒါကတော့မာလာယန်ချင်းသိကြီးရှိတဲ့အရှေ့တောင်အာရှရဲ့စိတ်ကမ်းမြို့တော်စင်ကာပူနိုင်ငံပေါ့မမေစင်ကာပူဟာဥယျာဉ်နိုင်ငံလို့တင်စားရလောက်အောင်စိမ့်ဆိုတဲ့တစ်ပင်တွေအများအပြားရှိတယ်တဲ့ပြီးတော့သူတို့ပြောတဲ့အင်္ဂလိပ်စကားကတစ်မျိုးပဲတဲ့မမေဒါကမြဖျားနဲ့ထင်ရှားတဲ့ထိုင်းနိုင်ငံနေမမေသူတို့စီကတုတ်တုတ်လို့ခေါ်တဲ့သုံးဘီကားလေးတွေကမောင်းတာတိတ်မြန်ဆိုပဲသူတို့နိုင်ငံကတော့စီးမြင့်ကမ်ပိန်းစနစ်နဲ့အုပ်ချုပ်တယ်တဲ့ဒါကတော့ဗီယက်နမ်နိုင်ငံရဲ့တိတ်လှပြီးတိတ်နာမည်ကြီးတဲ့ဟာလောင်းပင်လယ်အော်လေးမမေသူတို့စီကဖိုးလို့ခေါ်တဲ့ခောက်ဆက်ပြုတ်ကလည်းနာမည်ကြီးတယ်မမေရဲ့ဟူးမောလိုက်တာမမေရဲ့ဒါနဲ့အာဆီယံအဖွဲ့ကြီးကဘာတွေအဓိကထားပြီးလုပ်တာလဲမမေကတက်လက်ပြန်ပြောပြပါဦးအာဆီယံအဖွဲ့ကိုစီးပွားရေးနိုင်ငံရေးတွေပူးပေါင်းဆောင်ရွက်ဖို့ဖွဲ့စည်းခဲ့ကြတာပေါ့ဒါရဲ့ပြီးတော့ဒေသဆိုင်ရာငြိမ်းချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိုပါပူးပေါင်းလှုပ်ဆောင်ကြတယ်လေသူတို့လှုပ်ဆောင်ချက်တွေဟာအတော်ထိရောက်ခရီးပေါက်တဲ့အတွက်ကဘာကရောင်အတိအမှတ်ပြုရတဲ့အဖွဲ့အစည်းကြီးပေါ်တာရဲ့အတူတကွတက်ညီလက်ညီရှေ့ဆက်ချီနေကြတာအားရစရာပေါ့တာရဲ့ဒါဆိုအာဆီယံနိုင်ငံတွေကတအားညီညွတ်ကြတာပေါ့မမေအာဆီယံရဲ့ဂုဏ်သတင်းဟာကြီးမားလွန်းလို့အခုဆိုအရှိတီမောတို့လိုနိုင်ငံတွေတောင်ပါဝင်ဖို့အဆိုပြုထားကြပြီလေပြီးတော့တခြားစီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့လည်းအာဆီယံကပူးပေါင်းဆောင်ရွက်နေကြတယ်စုပေါင်းအားနဲ့ဆောင်ရွက်ကြတဲ့အခါပိုပြီးခိုင်မာပိုခီးရောက်တာပေါ့ဒါလည်းအာဆီယံနိုင်ငံကတငယ်ချင်းတွေလေ့လာရေးလာတဲ့အခါခင်ခင်မင်မင်နဲ့ညီရဲ့အကိုလိုကြိုဆိုပေါင်းသိမ်းရမယ်နော်ဟုတ်ကဲ့ပါမမေသားတို့ကတအိမ်မက်တဲ့တမိသားစုရဲအတိုင်းဝိုင်းတစ်ခုရဲလေမမေရဲ့သားသဘောပေါက်ပါတယ်နှက်ဖြင်ကြပျော်ပျော်ကြီးဝမ်းပန်းတတာကြုံမယ်မမေစာအုပ်လေးကတော့ဒီလောက်ပါပဲရှင်
စာအုပ်လေးကနေတစ်ဆင့်ဗဟုသုတတွေရရှိသွားမယ်လို့လည်းမျှော်လင့်သလိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။